သစ္စာယွင်းပြတ်သွားပြီဆိုလို့ရှိရင်လူတွေမှာဝစီသစ္စာတီးနေတဲ့အခါမှာຫນွယ်မြတ်သစ်ပင်ဆေးဘက်ဝင်လို့တောင်းလူတွေရဲ့မှန်ကန်တဲ့စကားဟာဘလောက်ရှားပါလာတယ်မမှန်ကန်ပြောဆိုခြင်းကြောင့်သဘာဝအလျောက်ပေါက်တဲ့သစ်ပင်တွေများတောင်မှပဲဆေးဘက်ဝင်လာတယ်လူတွေမမှန်မကန်ဖြစ်ရင်သစ်ပင်တွေကလည်းမမှန်ကန်မဖြစ်တော့ဘူးຫນွယ်မြတ်သစ်ပင်တွေဟာလည်းဆေးဘက်မဝင်တော့ဘူးလို့ဆိုပေါ့နော်လောကလူတွေဟာကိုလှုပ်တာကိုခံစားကြရတာဖြစ်ကောင်းတဲ့အကျိုးရတယ်မကောင်းတာလို့ရင်မကောင်းတဲ့အကျိုးရတယ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့နိယမတရားအတိုင်းပဲဖြစ်နေတာဖြစ်တော့ဘုန်းကြီးတို့တွေအများကြီးတတိထားဖို့ကောင်းတဲ့အချက်တွေပေါ့အပြောဆိုတဲ့ပတ်သက်ပြီးတတိထားရမယ်အပြောတစ်မျိုးအလုပ်တစ်မျိုးမဖြစ်စေပဲပြောတဲ့အတိုင်းလုပ်ဖို့လုပ်တဲ့အတိုင်းပြောဖို့ဆိုတဲ့မှန်ကန်တဲ့ဝစီသစ္စာပေါ်မှာအခြေခံပြီးတော့ပြုလုပ်ကြပြီဆိုရင်လူတကာကဲ့ရဲ့ဝယ်လည်းမဖြစ်ဘူးမိမိအတွက်လည်းဂုဏ်သိက္ခာရှိတယ်